မွေးကလေးကဆိုးလိုက်ပေလိုက်တီလိုက်တာလောင်ကစားမှန်သမျှအကုန်လုံးအမေတို့ဖေတို့မှလည်းပြုတ်ပြုတ်ကုန်းဘာမှမကြံတော့ဘူးကုန်ပြီငါသားသုံးဖြုံးပြစ်တာတော့ကလုပ်ငန်းပိုင်ရှင်လင်မယား2ယောက်ရှိတယ်တဲ့သူ့တပည့်အယောက်30လောက်နဲ့ဒီလုပ်ငန်းကြီးဦးစီးပြီးလုပ်တာချမ်းသာတယ်တနေ့သောအခါမှာတဲ့သူတို့တွေအဲ့မှာအိမ်ရှိမှထိုင်တတိလင်မယား2ယောက်ထိုင်တပည့်တွေနဲ့အလုံးလုံးနေတဲ့အချိန်မှာတဲ့အယုတ်ဆိုးဆိုးလူတယောက်ဟာသူတို့အိမ်ထဲကိုဝင်လာတယ်ဘယ်သွားမလို့လဲလို့မေးတော့အိမ်ထဲသွားမလို့ပြောတယ်ဘာလို့မလို့လဲဆိုသွားမလို့ပြောတယ်အတင်းအိမ်ထဲဝင်သွားတယ်ဝင်သွားတော့အော်အပေါ်အပါများသွားမလို့လားဆိုပြီးတော့သူတို့ကလည်းဂျိုင်းပဲခွင့်ပြုလိုက်တယ်ပေါ့လေအဲ့ဒီဝင်သွားတဲ့လူဟာတဲ့ထွက်ကိုမလာတော့တနာရီရှိတော့လဲထွက်မလား2နာရီ3နာရီရှိတယ်ထွက်မလားနဲ့ဟာတပည့်တွေလိုက်ရှာကြည့်စမ်းကြည့်ကြစမ်းတအိမ်လုံးလိုက်ရှာတာအဲ့လူကပျောက်သွားတယ်ဒါထူးခြားချက်လေးနောက်5-6လ9လလောက်နေတဲ့ခါမှာတဲ့သူ့မိမမှာကိုဝန်ရလာပြီးတော့10လကျော်တော့ကလေးတယောက်မွေးလာတယ်တဲ့အဲ့ဒီကလေးကမွေးကလေးကဆိုးလိုက်တာပိတီကောင်လေးယောက်ျားလေးဆိုးလိုက်တာတဲ့အကြောင်းတွေတဲ့ရွာမှာလည်းအကြောင်းကောင်းမနေဘူးအမေ7တန်း9တန်း10တန်းရောက်သွားပြီပေါ့16 19 17ဟာမိတ်ဆွေရုပ်တွေနဲ့ပေါင်းပြီးတော့အမလေးမူလိုက်ယူလိုက်သုံးလိုက်ပြုံးလိုက်မိဘ2ပါးပေါ်မှာတော်တော်ကိုဆိုးတယ်အဲ့ဒါနဲ့မိဘတွေမှာလည်းရှိတဲ့ပစ္စည်းတွေတဖြည်းဖြည်းပြုတ်ကုန်းဘလို့မှဆုံးမလို့မရသူများပေါ်ကြတော့ကောင်းတယ်ကိုမိဘပေါ်ကြတော့ဆိုးနေတယ်တဲ့အဲ့ဒီမှာအင်မတန်ကိုဆိုးပြီးတော့သုံးလိုက်ပြုံးလိုက်တာဘလို့မှကိုမိဘ2ပါးထိတ်မရသိမ့်မရဖြစ်တယ်တဲ့နောက်ဆုံးမိဘ2ပါးဆင်းရဲမွဲတီသွားတယ်ဒီဆင်းရောက်သွားတယ်ဒါကတော့ဆက်ပြီးဆိုးနေတော့မိုက်နေတော့မယ်အဲ့ဒါနဲ့မဖြစ်ချေဘူးတော်တော်အဆင်မပြေတော့ဘူးငါတို့ကိုယ်ွယ်တဲ့ဆရာတော်ကြီးသွားမေးမှာပဲဆိုသူတို့ဆရာတော်ကြီးကိုသွားမေးတော့သူတို့ဆရာတော်ကြီးကပြောတယ်မင်းတို့လင်မယား2ယောက်အကျွေးတောင်းခံရတာမတောင်းခံရတာအဲ့တော့ဘာအကျွေးတောင်းခံရတာလဲဟုတ်မင်းတို့တွေဘာကြောင့်ကုန်တာလဲဒါဖြုံးလို့ကုန်နေတာအေးအဲ့ဒါမင်းတို့အကျွေးပေးနေရတာအဲ့ဒါအကျွေးတွေပေးနေရတာအကျွေးတွေဆက်နေရတာမင်းတို့သားလို့ဆိုပေမဲ့လို့အတိတ်ဘဝတုန်းကသူ့ပေါ်မှာမင်းတို့ပြုတ်ထားတဲ့မင်းတို့တွေကံနေရှိခဲ့လိမ့်မယ်သူ့ပေါ်ကိုမင်းတို့လည်းအဲ့ဒီလိုဆိုးခဲ့မိုက်ခဲ့တာလေးရှိလိမ့်မယ်ဒါကြောင့်မို့လို့မင်းတို့လင်မယား2ယောက်လောက်ရမှာကတော့အကျွေးကြည့်အောင်သာဆက်လိုက်သားကိုစိတ်ကောင်းရှိတဲ့အချိန်မှာခေါ်အမေနဲ့ဖေကခေါ်ပြီးတော့ပြောပြငါသားမင်းမွေးကလေးကဆိုးလိုက်ပေလိုက်တီလိုက်တာလောင်ကစားမှန်သမျှအကုန်လုံးအမေတို့ဖေတို့မှလည်းပြုတ်ကုန်းဘာမှမကြံတော့ဘူးကုန်ပြီငါသားသုံးဖြုံးပြစ်တာအဲ့တော့အတိတ်တုန်းကငါသားရေမင်းတို့နဲ့ငါတို့နဲ့ဘလို့အကျွေးတွေရှိခဲ့တယ်မသိဘူးမင်းပေါ်မှာလည်းအမေတို့ဖေတို့ဘလို့မကောင်းမှုတွေပြုခဲ့တယ်မသိဘူးအဲ့တော့တန်တရားကပြုခဲ့တဲ့အကျွေးတွေလည်းရှိမယ်ထင်တယ်အဲ့ဒါအမေတို့ဖေတို့ပြုခဲ့ရင်လည်းငါသားရေအဲ့ဒီဝတ်ကျွေးတွေကြည်ပါစီတော့ငါသားကိုအမေတို့ဖေတို့တောင်းပန်ပါတယ်ငါသားကြည်အေးပေးပါအမေဖေကပြန်တောင်းပန်ရတယ်ငါသားရဲ့ကောင်းမို့လေးတောင်းပန်လိုက်တော့သားကလည်းအဲ့ဒါဆိုရင်လည်းအတိတ်တုန်းကဟုတ်မှာပေါ့အမေတို့ဖေတို့ကျွန်တော်ပေါ်မှာမကောင်းတာတွေလုပ်တာအခုလိုပဲသုံးဖြုံးထားရင်လည်းပဲကျွန်တော်လည်းပဲအခုကုန်လဲကုန်နေပါပြီကြည်လဲကြည်ပါတယ်သားကကြည်ပါတယ်လို့ပြောလိုက်တာနဲ့အဲ့ဝကြွေးတဲ့ကြည်သွားတယ်ကြည်ပါတယ်လို့ပြောတော့ဟောမိဘ2ပါးလဲဝမ်းသာသူ့ပါဇက်ကထုတ်ပြောတယ်ပေါ့ဝမ်းသာအနောက်တရက်နေ့လည်းရှိတော့သားကလေအဲ့ဒီမှာကားတိုက်ပြီးတည်သွားတယ်မိဘ2ပါးလည်းပဲအရင်အလုပ်ကလေးပြန်ဆက်လုပ်လိုက်တာချမ်းသာပြန်ပြီးချမ်းသာသွားတယ်ဒီသားတကလေးပေါ့အဲ့တော့ဒီသားတကလေးမှာကြည့်လိုက်ရင်အမေအဖေသားမိသားစုအဖြစ်ဝင်လာတော့လည်းပဲကိုယ့်ရှိအကျွေးလာတောင်းတာတွေရှိတယ်အကျွေး3မျိုးရှိတယ်စကားကျွေးရဲ့ဥစ္စာကျွေးရဲ့ဝတ်ကျွေးရဲ့ဂရီတခုပေးပြီးတော့တကားတဲ့ဘာလုပ်ပြီးမယ်ညာလုပ်ပြီးမယ်လို့ဂရီပေးပြီးတော့ဘာမှလုပ်မပေးဘူးဘာမှမကူညီဘူးဆိုရင်ဘေးတဲ့ရဲ့အဲ့ဒါစကားကျွေးတင်သွားတယ်အဲ့တော့ဆိုရင်ကမကူညီနိုင်မကူညီနဲ့ပေါ့တကယ်လဲမကူညီနဲ့ပဲနဲ့ဟာကူညီမယ်အဲ့ဒီတဲ့မပူနဲ့ငါအစရအကုန်လုံးလုပ်ပေးမယ်ဆိုပြီးတော့ဂရီတော့ပေးလိုက်တယ်ဂရီတော့ပေးလိုက်မယ်ဘေးတဲ့ရဲ့နော်ဘာမှလုပ်မပေးဘူးဆိုရင်အဲ့ဒါဘာကျွေးလဲစကားကျွေးတင်သွားတယ်နော်စကားကျွေးတင်ရင်ဘေးတဲ့ရဲ့စီးပွားပြတ်တတ်တယ်ဘာကြောင့်လဲမုဒ္ဒဝါဒထဲမှာအကျုံးဝင်သွားတာအဲ့တော့ဟိုကဘေးတဲ့ကူညီမယ်ဆိုတော့မျောလင့်ပြီလေမျောလင့်ချက်သွားပေးတယ်ပေါ့ဗျာမျောလင့်ချက်ပေးပြီးရင်ကွာပါလေတကယ်ကူညီရမှာအခုတော့ပါလေမကူညီဘူးဘာမှလုပ်မပေးဘူးဘာကျွေးစကားကျွေးစီးပွားပြတ်တတ်တယ်နောက်တစ်ခုဥစ္စာကျွေးဆိုတာကပစ္စည်းဥစ္စာတွေချေငှားပြီးရင်ဘေးတဲ့ရဲ့ပြန်ပြီးတော့ပေးရမယ်ပြန်ပြီးတော့မပေးဘူးဆိုရင်အဲ့ဒါဘာကျွေးလဲ
ဥစ္စာကြွေးပေါ့နော်ဥစ္စာကြွေးစဉ္ညုံတရားကင်းမဲ့ပြီးတော့အကုသိုလ်လွတ်လိုက်ပြီးဒုစရိုက်တွေလွန်ကျူးလိုက်ပြီးဆိုတော့ဘိသိက်ရဲ့မှတ်တာအဲ့ဒါကိုတော့ဝိကြွေးလို့ခေါ်တယ်စကကြွေးတွင်ရဲ့စီးပွားပြတ်တတ်တဲ့ဥစ္စာကြွေးတင်ရဲ့သူ့ကြီးကျွန်းဖြစ်တတ်တဲ့သူ့ရဲ့ကြီးကျွန်းဖြစ်တတ်တဲ့နော်အေးဝိကြွေးတင်ပြီးဆိုတော့ဘိသိက်ရဲ့ဘဝပေါင်းများစွာခံပြီးတော့တဲ့ဒါကြောင့်ဘိသိက်ကြီးကိုပြောချင်ပါတယ်လူဝလေးကိုရတော့ရကြိုက်လေးမှာဖာကြွေးမှာမတင်မိစေနဲ့